ကဲဒီနေ့မှာတော့ကျွန်တော်ကဖုန်းအသုံးပြုတာကြာလာလို့ရှိရင်ဖုန်းတွေပူလာတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းတွေအသုံးပြုနေနေပေါ့နော်ဖုန်းပူလာပြီဆိုလို့ရှိရင်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်နံပါတ်1အချက်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းရဲ့ screen အလင်းနစ်ကိုauto bright နဲ့ထားပြီးတော့ပြောင်းသုံးကြည့်ပါ auto bright နဲ့ထားခြင်းအပြင်ကျွန်တော်တို့ဖုန်းတွေကကျွန်တော်တို့သူ့ရဲ့အလင်းလိုတဲ့အချိန်မှာလိုပဲထုတ်မှာဖြစ်တဲ့ကြောင့်မို့ဖုန်းအပူချိန်ကနေပြီးတော့မှချွတ်ချပေးနေပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့နောက်ွယ်မှာပေါ့နော်မလိုအပ်တဲ့ background app တွေကိုပိတ်ထားတတ်ပါတယ်ဘာလို့မျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းကိုအသုံးမပြုပေမဲ့ background app တွေဖွင့်ထားမယ်ဆိုလို့ရှိရင်ချစ်ဆက်ကပေါ့နော်အလုံးလုံးနေရတာဖြစ်တဲ့ကြောင့်ဖုန်းပူပြီးတော့မှပူနေပါတယ်နံပါတ်3အချက်ကကျတော့ကျွန်တော်တို့ဖုန်းတွေအားတွင်းနဲ့ဖုန်းမသုံးပါနဲ့ဒီအချက်ကတော့ကျွန်တော်တို့ဖုန်းတွေကိုရေရှည်ခံနိုင်ဖို့အတွက်လည်းအရေးပါပါတယ်ပေါ့နော်ဖုန်းအားတွင်းနဲ့ဖုန်းသုံးမယ်ဆိုလို့ရှိရင် game ဆော့တာတို့ social update သုံးတာတို့ဆိုလို့ရှိရင်ကျွန်တော်ဖုန်းကပို့ပြီးတော့ပူတတ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဖုန်းရဲ့ကာဗာအထူကြီးတွေတက်ပြီးတော့မှသုံးတာပေါ့နော်အခုလိုအချိန်ခါမျိုးမှာဆိုလို့ရှိရင်ဖုန်းရဲ့ကာဗာအထူကြီးတွေဖြစ်နေလို့ရှိရင်ခဏချွတ်ထားပြီးတော့မှသုံးတတ်ပါတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကာဗာအထူကြီးကအုပ်ထားတဲ့အခါမှာဖုန်းထဲကနေပြန်ထွက်လာတဲ့အပူငွေတွေကိုထိန်းထားသလိုဖြစ်ပြီးတော့မှဖုန်းပူပြီးတော့ပူတတ်ပါတယ်ပေါ့နော်ဒီအချက်လေးတွေကတော့ကျွန်တော်ဖုန်းပူလာလို့ရှိရင်လိုက်လှုပ်ဆောင်တဲ့အချက်လေးတွေကိုပြပေးသွားပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်